နေမိဝငါ့ဒီမှာစကြောလေးဆွဲပြီးဒီမှာဂုတ်တွေစကြောလေးတက်နေ အော်ကိုကြီးရဲ့လည်းတော်တော်စိန်ခံတာပဲနော်အဲ့လောက်ထိနင်းတာနှိပ်တာကိုသဘောကျနေလေလမ်းကျိတ်ဆက်နေတာတက်ကြိတ်ခိုင်းလိုက် ဟာလမ်းကျိတ်တဲ့တက်ကျိတ်တော့ငါအုံနောက်တွေကျေပြီးချီတော့ကောင်းမှာပေါ့ကွာ အော် ငတက်ရေငတက်ငတက် ဟာရွှေခေါ် ညမင်းကိုသုံးစုခေါ်ခိုင်းလိုက်လို့ သုံးစုသုံးစု အေး ဒါ နေမပြီးသေးဘူးငါဘာမှမဖြစ်သေးရောအခု ဟိုနောက်မပြည့်သေးဘူးလောင်းဟာ ညသုံးစုခေါ်ခိုင်းလိုက်တယ် အေးဟုတ်ပြီနှိပ်လိုက် မပေါ့လေငါဘာလို့နေရမှာတော့ ဟိုသူ့ခေါ်ခိုင်းတာရေးမကြည့်ဘူးကလောလောဆယ် तू ကသူ့အညောင်းညာပြေပေါ်မှာငါ့ကိုသွားတယ်အဲ့တော့ तू အညောင်းမကြည့်မကြည့်နှိပ်ပြီးရမှာငါကြောက်တဲ့နှိပ်နေကြမှာဆိုလို့မင်းမအမြင်နှိပ်တော့မင်းအညောင်းတတ်တာတော့နှိပ်လိုက် မဟုတ်ဘူးလေမင်းကိုမင်းမနေလေငါမနေဘူးလေကွာအခုမင်းသုံးစုကိုတော့တွေ့ရမှာမလား ဟုတ်တယ်လေအဲ့ကြောင့်မလို့မင်းကနှိပ်ပြီလို့မင်းနှိပ်ပြီလို့မြန်ပြီးတော့ငါကောင်မနဲ့ငါတော့တွေ့လို့ရတယ် အဲ့ဒါဒီလိုလုပ်လိုက်မင်းကဒီမှာနှိပ်ခဲ့လိုက်သုံးစုကိုငါတော့တွေ့လိုက်မယ် လက်ပါကြိုင်ခဲ့နော် ပြီးရော ဟဲ့ငါမျက်နှာပိတ်ခါလိုက်အောင်မယ် ဘာလို့ကွာ ငါကောင်မလေးငါတွေ့ရမယ်နေကိစ္စလေးမင်းဘာကြောင့်လဲမင်းနဲ့ ငသက် ဟာဘယ်ကောင်တန်းကြီးပြော ဟာမင်းကောင်မလေးခေါ်ခိုင်းလိုက်လို့ တဲလောင်းထိုင်အမနေငသက် ဟာတန်းကြီးဘာပါ အေးမင်းကောင်မလေးမင်းကိုခေါ်နေတယ် လောင်းနေလာ ကိုတက်ရေကိုတက် သုံးစုတဲလေး ဟဲ့ကောင်ငါမတက်တာသေးဘူးဘယ်သွားမှာ ကျွန်တော်ကောင်မလေးလာလို့လေ သွားရောက် ဟာမတော်ရောက်ဟိုတဲလေးလာပါငါဘယ်နဲ့ထိုင်ရမလဲ အဲ့ထဲမဟုတ်တာမင်းဟုတ်ပါတော့မင်းဟုတ်ပါတော့ဘာလို့ဒီနာလာကန်တာဘာလို့ဒီနာလာကန်တာ ဖြည်းဖြည်းလို့ကောင်းကြောင်း မင်းကိုမျက်နှာအမျိုးမျိုးနဲ့တက်ကြည့်စုကန်းတာပဲ တဲလိုက်ထိုင်ရိုက်လာရိုက်နေ ဟာဘာလို့နေရမှာလဲ အော်ဟုတ်တာပဲ ကိုတက် ဗျာ ရှင်ဘာလုပ်တာလဲကျမအကြိုက်ဆောက်လိုက်ရတယ်နော် ဟုတ်တဲလေးစိတ်မဆိုးပါနဲ့တဲလေး तू ကလေသူ့တကူလုံးညောင်းကြကြိုက်ခဲနေလို့သူ့ကိုနှိပ်ပေးပါဆိုလို့ကိုတက်ကနှိပ်ပေးနေရတာပါနော်ရောက်နော် သူကဘာဖြစ်နေလို့လဲ ငါဘာဖြစ်ရမှာတော့ငါဒီမှာကို့မှာကြီးပေါင်းတက်နေလို့နော်ကြီးပေါင်းယောဂဖြစ်တာဟောဒီဒူကလည်းကြီးပေါင်းထားလာလို့နာလို့ကွာမခံသားနဲ့ဒီကောင်နှိပ်ခိုင်းနေရတာပါဟာ တဲလေးအဲ့လိုကြောက်ပါတဲလေးစိတ်မဆိုးပါနဲ့ကိုမလာချင်လို့မဟုတ်ပါဘူးတဲလေးနော် စိတ်မဆိုးပါဘူးသူယောဂဖြစ်နေရဆိုလဲစိတ်မဆိုးတော့ပါဘူး ဟဲ့ဟာလားဘာဖြစ်စိတ်မဆိုးတာလဲတဲ ဘာဖြစ်လို့လဲဆိုတော့ကျမဖေနဲ့မေကလည်းအဲ့လိုကြီးပေါင်းဖြစ်နေတာလေ အိုးကိုချင်းစားသွားတာလားဟောတဲပေးနေမိရအဲ့လိုပဲလား ဟုတ်တယ်အခုတော့မှပဲဖေနဲ့မေတို့ဆေးဝယ်လာခဲ့တယ် ဟာလား ဘာဆေးဝယ်လား ဒါစီလဲဆိုရမယ်နော်ဒီမှာလေချုံးမြစ်တာဆန်အမှတ်တစိကန်းစော်စီကြီးပေါင်းလေးစီတဲ့ဟောနောက်တစ်မျိုးရှိသေးတယ် နောက်တစ်မျိုးကြံနေ ဒါကဒီနကအမှတ်တစိကန်းစော်စီအကျော်ပြေလေးစီတဲ့ဒီစီနှမျိုးကိုလိမ့်လိုက်လို့အဖေနဲ့မေရဲ့ကြီးပေါင်းရောအောင်တတ်တာသွားပြီရှင် အဲ့ဒီဆေးကငါဖြစ်နေတဲ့ယောဂနဲ့ကွက်တိပဲကအကိုကြီးအိုက်ဆေးလေးပြန်ရောင်းခဲ့ပါလား ဟောပြန်မရောက်ပါဘူးလက်ဆောင်ပေးခဲ့ပါမယ် ဟာအေးကျေးဇူးတင်ပါတယ်ဟာ အကိုကြီးကိုကြီးရှိမှလည်းခုဆိုလို့ရှိရင်ထုံးမြတ်တာဆန်အမှတ်တစိတ်ကန်းစော်စီလိမ့်စေးကိုရပြီဆိုတော့ညီလေးနဲ့သူနဲ့အေးစစ်စစ်စကားတော့ပြောလို့ရပြီ အေးတာတော်မလားအေးလာတေးလာအေးတော်မလားတေးလာ အော်တော်ရတော့မကိုတက်နေသွားသေးတယ် မိုးမမြင်သေးဘူးကိုကြီး အေး ဆေးရပြီဆိုတော့ကျွန်တော်လည်းပြန်တော့မယ် အာဟဲ့ဟုတ်တယ် ဗျာကိုကြီး မင်းတို့ဘယ်ဟုတ်ပြန်ပါ ဟုတ်လေသူလည်းပြန်တယ်ကျွန်တော်လည်းပြန်မယ် ငါ့ကိုနှိပ်ပေးနေပေးနဲ့ငါညီမရှိဘူးဒီမှာဆေးရပြီ ဟုတ် ရော့ဆေးလိမ့်မင်းနှိပ်ဒီမောင်တက်ကွာကိုလို့ ပြီးပြောင်းမလား ဆေးလိမ့်ဆေးလိမ့်မင်း ညနေတိုက်ကနေ ဝန်တာလေးတာတွန်းစုရဲ့တွန်းစုနဲ့ကိုနဲ့အခုလိုအေးစစ်စစ်တွေ့ရတာလေထုံးမြတ်တာဆန်အမှတ်တစိတ်ကန်းစော်စီကြည်ပေါင်းလေးစီကျေးဇူးကြောင်းတဲလေးရဲ့နော် ဒါရင်ပဲကောင်းမလဲဒီနကအမှတ်တစိကန်းစော်စီအကျော်လေးစီရဲ့ကျေးဇူးကြောင့်လည်းပါသေးရဲ့လေကိုရဲ့ အေးဟုတ်တာပဲလင်းနဂါရဲ့ကျေးဇူးလည်းပါသေးတယ်အေးဟုတ်ပြီဒါဆိုရင်ဒီလိုစိတ်ကောင်းတက်လက်ကိုလူကြီးလူငယ်မရွေးသုံးဆွဲလို့ရတာပေါ့နော် ဒါဘောကိုရဲ့လူမျိုးဘာသာမျိုးလေသုံးဆွဲလိုက်ရသေးတယ် ဟာမိုက်တယ် ညီလိုက်ရညီလိုက်ဘာဖြစ်လို့လဲကိုကြီးဆေးလိုက်တာတတ်တာလား ဆေးကြောင်တော့တတ်တာပါတယ်ကွာယောဂါတော့တတ်တာတယ်မင်းတကယ်ချင်းနေလေသူ့ကိုငါတို့နှိပ်ခိုင်းတာကြာလို့တဲ့အရွက်တိုက်ပြီးတော့မျက်လုံးထဲကိုဆေးတွေလိုက်ချက်နေတယ် ဟာလား ကိုကြီးအကျော်မပြေသေးဆိုလိမ့်မယ်ဆို ဝေးလိမ့်မယ်လေကွာ လာ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 တနင်္လာရီကကံတော်စီ